လို့စပါမိဘတို့ရေမိခင်တယောက်ဖြစ်လာပြီဆိုလို့ရှိရင်ရင်ဆိုင်ရမယ့်စိန်ခေါ်ချက်တွေကဘာတွေဖြစ်မလဲဆိုတာကို comment မှာရေးပေးသွားအောင်နော်ဒီတစ်ပတ်မှာမိခင်တယောက်ဖြစ်လာပြီဆိုလို့ရှိရင်ပြင်ဆင်ရမယ့်အရာစောက်ထိန်ရမယ့်အရာနဲ့ပေးဆက်ရမယ့်အရာတွေကဘာတွေဖြစ်မလဲဆိုတာကိုဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့မှာကျမတို့ကိုဆွေးနွေးပေးမယ့်သူကတော့မဖုံးမှုနော်ပဲဖြစ်ပါတယ်အမမင်္ဂလာပါမင်္ဂလာပါရှင်ခုနကကျမပြောခဲ့တဲ့အတိုင်းပေါ့နော်ကျမတို့အမျိုးသမီးတစ်ယောက်ကနေပြီးတော့မှမိခင်တစ်ယောက်ဖြစ်လာပြီဆိုရင်ကျမတို့မှာပြင်ဆင်စရာတွေပြီးလို့ရှိရင်စောက်ထိန်ရမယ့်အရာတွေပေါ့နော်ကျမတို့အနစ်နာခံရတဲ့အရာတွေရှိတယ်ဆိုတော့အမအနေနဲ့ပေါ့နော်မိခင်တစ်ယောက်ဖြစ်လာတဲ့အခါမှာဒီအကြောင်းအရာလေးတွေနဲ့ပေါ့နော်ကိုဘယ်လိုပြင်ဆင်ခဲ့လဲစောက်ထိန်ရမယ့်အရာတွေပေါ့နော်ပြီးတော့မှကျမတို့လှုပ်ဆောင်တဲ့အရာတွေပေါ့ပြောပြပြီးပါမိခင်တယောက်ဖြစ်လာတဲ့အခါမှာပေါ့နော်ပြင်ဆင်စရာတွေကတော့အများကြီးပဲပေါ့နော်ပြီးတော့မိခင်တယောက်ဖြစ်လာပြီဆိုအရင်ကနဲ့မတူတော့ဘူးပေါ့နော်ပြောင်းလဲမှုတွေရှိလာတယ်ပြင်ဆင်မှုတွေလည်းရှိလာတယ်ဘယ်လိုတွေစောင့်ထိန်ရလဲဆိုတဲ့အခါမှာကျမတို့ကမိခင်တယောက်ဖြစ်လာပြီဆိုရင်အဓိကပေါ့နော်တီးခံရတယ်ပေါ့တီးခံရတယ်တီးခံခြင်းနေနားလည်မှုရှိခြင်းနေနဲ့ပေါ့နော်ပြီးလို့ရှိရင်ကိုဟာမိခင်တယောက်ဖြစ်တယ်ဆိုတဲ့အရာပေါ့နော်အဲ့ဒီအရာတွေနဲ့ပေါ့နော်အဓိကတော့စိတ်ရှည်ခြင်းနေတီးခံခြင်းနေနဲ့ပေါ့နော်အဲ့ဒီအရာတွေနဲ့စောင့်ထိန်ရပါတယ်လို့ဟုတ်တယ်နော်မလွယ်ဘူးကျမတို့ကအမျိုးသမီးတွေဆိုတော့လေလှုပ်ဆောင်မဲ့အိမ်တော်မှာဝတ်တရားတွေကများတယ်ပေါ့နော်မိခင်တွေကဒီအိမ်နောက်အရေးအရာပေါ့နော်စားဝတ်နေရေးတွေကျမတို့လှုပ်ဆောင်ရတယ်နေ့တူဝပေါ့နော်အိမ်တန်ရှင်းရေးချော်ဖို့တာမှအစပေါ့နော်ဒါတွေလှုပ်ဆောင်နေပြီးတော့အခုကလေးတွေရလာလဲပို့ဆိုရနော်အမဆိုရင်သမီးလေး3ယောက်ဆိုတော့ကလေးတွေအပေါ်မှာလဲကျမတို့ပေါ့နော်မိခင်တယောက်အနေနဲ့ဘလူတွေများစိတ်ထားပေါ့နော်ပြင်ဆင်ပြီးတော့မှတွင်တင်တဲ့အပိုင်းလေးတွေရောသမီး3ယောက်ပေါ့နော်သမီး3ယောက်ဆိုတော့အခုခေတ်မှာလဲပေါ့နော်မိခင်တယောက်အနေနဲ့မလွယ်ပါဘူးလို့เนาะသားသမီးတွေရှိလာလို့ရှင်ပေါ့နော်ဘလို့သူတို့ကိုပြုစုစောင့်ရှောက်ရလဲဘလို့တွင်တင်ရလဲဆိုတော့ပေါ့နော်သူတို့ကတော့သမီးတွေဆိုတော့ပူဆိုးတာပေါ့သူတို့ကိုဒီဟာကတော့မိုးကတော့ပေါ့နော်ဒီလိုမျိုးဖြစ်စေခြင်းနဲ့သမီးတို့ကိုသူတို့ကိုအမြဲတမ်းတွင်တင်လမ်းပြတဲ့အရာပေါ့နော်ကျမဆိုရင်အဓိကအဖြစ်ကျမဘက်ကပဲပေါ့နော်ဟိုမိခင်ဖြစ်လာတဲ့ခါမှာပေါ့နော်ကျမဘက်ကပဲအလျှော့ပေးရတယ်အလျှော့ပေးရတယ်ပြီးတော့နားလည်ပေးရတယ်အခုပေါ့နော်အခုခေတ်သားသမီးတွေပေါ့နော်နားလည်မပေးလို့မရဘူးပေါ့နော်အဓိကသူတို့ရဲ့ပေါ့နော်ကိုယ့်ရဲ့မိခင်ကဖြစ်ချင်တာထက်ပေါ့နော်မိဘဖြစ်ချင်တာတဲ့သူတို့တွေရဲ့ဆန္ဒကိုလည်းကျမတို့ကနားထောင်ပေးရပါတော့နားထောင်ပေးရတယ်တွင်တင်လမ်းပြတဲ့ခါမှာလည်းပေါ့နော်သူတို့ကိုဒီဟာကတော့သမီးတို့ကောင်းတယ်ဒီကတော့မကောင်းဘူးမြင်တယ်နော်ကြည်ကြားတယ်နော်နားထောင်အဲ့လိုပေါ့နော်အမြဲတမ်းတွင်တင်လမ်းပြတယ်ပြီးလို့ရှိရင်ကျမကအမြဲတမ်းသမီး3ယောက်ကိုစိတ်ကောင်းကောင်းထားပါပြီးလို့ရှိရင်စိတ်ကိုပဲကောင်းထားတပားသူကိုပေါ့နော်ကူညီနိုင်ကူညီပေးနော်ကူညီပေးပြီးတော့လူတွေကိုချစ်ပေးဖို့ပေါ့နော်အဲ့လိုမျိုးပေါ့နော်အမြဲတမ်းတော့ပေါ့နော်ချစ်ပေးဆိုတာကလည်းသူတို့ကိုဘယ်လိုပြောမလဲကျမတို့ကဖခင်ရဲ့မေတ္တာနဲ့ပေါ့နော်ချစ်ပေးဖို့လဲသူတို့ကိုပြောရတယ်ပြီးလို့ရှိရင်အဓိကကစိတ်ကောင်းကောင်းထားဖို့ပေါ့စိတ်နှလုံးကောင်းမှုပေါ့နော်အဲ့ဒီကစိတ်ကောင်းမှလည်းပေါ့နော်သူတို့အမြဲတမ်းပြောတယ်စိတ်ကောင်းကောင်းထားပါစိတ်ကောင်းလို့ရှိရင်ရုပ်လဲလှတယ်ရုပ်လဲကြောတယ်အဲ့လိုပေါ့အမြဲတမ်းတွင်တင်ပေးတယ်သူတို့ပေါ့နော်အဲ့ဒီအရာလေးပေါ့အမြဲတမ်းကောင်းတဲ့အရာနဲ့ပဲအမြဲတမ်းတွင်တင်ဖြစ်တာများတယ်ပေါ့နော်သူတို့ကိုအမြဲတမ်းနားလည်ပေးရတယ်သူတို့ရဲ့ဟိုလှုပ်ချင်တဲ့အရာပေါ့နော်အတက်နိုင်ဆုံးပေါ့နော်လှုပ်ဆောင်ပေးရတာပေါ့မိခင်တယောက်အနေနဲ့ဟုတ်ကဲ့ဆိုတော့တက်ခါတလေမှာကိုကတော့မိခင်ဆိုတော့သမီးတွေနဲ့တော့အနီးကပ်ပေါ့နော်အနီးကပ်ဆိုတော့ခုနသူတို့ကိုနားလဲပေးနိုင်တယ်သူတို့လှုပ်ချင်တဲ့အရာတွေကိုနားထောင်ပေးတယ်ဆိုတော့တစ်ဖက်မှာတော့ကိုယ့်ရဲ့ခင်မုန်းပေါ့ဖခင်ပေါ့နော်ဒီဖခင်နဲ့ကလေးတွေရဲ့ဂျားမှာပေါ့နော်တက်ခါတလေကြလို့ရှိရင်ဒီနားလည်မှုလွဲတာလေးတွေပေါ့ရှိတဲ့အခါမှာကိုကမိခင်တယောက်နေတယ်ပေါ့နော်အဲ့မျိုးလေးတွေရောရှိခဲ့လားပေါ့နော်ဒီရှိခဲ့ရင်ရောဘယ်လိုဖြေရှင်းခဲ့လဲပေါ့ခုနပေါ့ဥမာပြောရမယ်ဆိုရင်တခုခုပေါ့အရင်ပေါ့သမီးတွေပေါ့နော်ပြောလို့မရဘူးဆိုလို့ရှိရင်မိခင်တယောက်နဲ့ပြောလို့မရဘူးဆိုရင်ဖခင်ကိုတိုင်တာပေါ့တိုင်ပြီးတော့ပပရေဒီလိုပဲပေါ့နော်သမီးတွေကတော့ဒီလိုပဲဆိုရင်သူကနေမှတစ်ခါပြန်ပြီးတော့ပေါ့နော်
ဟောသမီးတွေပေါ့နော်နားလည်းပေးပါခွင့်လွတ်ပေးပါပေါ့နော်ဆက်ပြီးတော့ခွင့်လွတ်ပါအဲ့လိုပေါ့နော်နားလည်းပေးပါစိတ်ရှိရှိနဲ့ပေါ့နော်သူ အမျိုးသားပြန်ဖြောင်းဖြ အဲ့လိုမျိုးဟိုစာပေါ့ပြောပြပေးကိုကတော့အတက်နိုင်ဆုံးပေါ့နော်ပေါ့နော်ဘယ်လိုပြောမလဲအတက်နိုင်ဆုံးကိုကသူတို့ကိုဘယ်လိုပြောမလဲနားလည်းပေးတယ်ခါကြီးကြတော့မိခင်နဲ့ဖခင်ကတခါလေကြာရင်သူတို့တွေကအမေပေါ်မှာကြာရင်သူတို့ကအရန်ပဲဟိုဆိုးတာပေါ့နော်ဆိုးနှွဲ့တာပေါ့နော်ဆိုးကျင်တယ်ပြီးလို့ရှိရင်ကျွန်တော်ရရမမို့ပြောလိုက်ရင်ရပါတယ်ဆိုရင်ခါကြရင်ဟုတ်ပြီကိုကတော့အဲ့လိုပေါ့နော်ဟိုကိုသားသမီးလေးတွေဆိုတော့ချစ်တဲ့ခါကြတော့လေခွင့်လွတ်ပေးတယ်နားလည်းပေးရတာပေါ့အဲ့လိုမျိုးခင်မွန်းတဲ့ကလည်းသူ့ကိုပြောတဲ့ခါမှာလည်းသူကလည်းအကောင်းဆုံးပဲပေါ့နော်သူကတော့အကောင်းဆုံးပဲလုပ်ပေးတယ်သမီးတွေကိုချစ်တဲ့ခါမှာပေါ့နော်မကောင်းမမြင်ဘူးပေါ့ကိုထက်တာမှမကောင်းမမြင်ပို့ပြီးတော့သူကနားလည်းပေးတယ်ပို့ပြီးတော့အဲ့လို supporting ပေးတယ်ပေါ့နော်အဲ့လိုမျိုးအရာတွေလည်းရှိပါတယ်လို့ဆိုတော့အမတို့အခုဆိုအိမ်အောင်သက်ပဲလောက်ရှိပြီလေအိမ်အောင်သက်ဆို24နှစ်ထဲမှာ24နှစ်တောင်မှเนาะဆိုတော့သမီးတွေလည်းအခုဆိုရင်အရွယ်တစ်ခုရောက်လာပြီပြီးတော့မှသူတို့ဟိုရက်တီပြီးတော့မှပေါ့နော်အခုလှုပ်ဆောင်လာတဲ့အခြေအနေလေးမှရှိလာပြီပေါ့နော်ဆိုတဲ့အခါမှာဒီအိမ်အောင်ခရီးကိုပေါ့ဖြတ်တန်းခဲ့ရတဲ့24နှစ်အတွင်းမှာပေါ့နော်မတို့ဇနီးမောင်နှံ2ဦးအနေနဲ့ပေါ့နော်ချင်းသဘောထားကွဲလွဲမှုတွေနားမလည်မှုတွေရှိခဲ့လားအဲ့လိုရှိခဲ့တဲ့အခါမှာပေါ့နော်ဘယ်လိုဖြေရှင်းခဲ့လဲအိမ်အောင်သက်တမ်းလဲ24နှစ်ပေါ့နော်အခုလင်းနဲ့များဆိုတာပေါ့နော်အိမ်အောင်တိုင်းမေးကြည့်လိုက်ရံမဖြစ်တဲ့အိမ်အောင်ကတော့မရှိဘူးပေါ့နော်ရှိကြတယ်ပေါ့နော်ရှိကြတယ်အဲ့ဒါမဖြစ်ဘူးဆိုတာတော့ကျွန်မမယုံပေါ့နော်မယုံလုံးဝမယုံဖြစ်ကြတာပဲပေါ့နော်အနည်းနဲ့အများပဲပေါ့နော်အိမ်အောင်တစ်ခုမှာအကြောင်းအရာတစ်ခုခုပေါ့အမျိုးမျိုးရှိကြမယ်လေနော်ဟိုစကားများမယ်အဲ့လိုပေါ့နော်ကြောက်ကစားတွေဖြစ်ကြတယ်ပေါ့နော်ဖြစ်ကြတယ်ဒါပေမဲ့ဒီအရာတွေပေါ်မှာပေါ့နော်ကျမတို့ကဘယ်လိုလှုပ်ဆောင်လဲဆိုတော့လင်မယားနှစ်ယောက်ကြားမှာပေါ့နော်တယောက်နဲ့တယောက်ဥပမာပေါ့နော်စကားများပြီဆိုရင်တယောက်ကအရန်ယူပေါ့နော်ဟိုအရန်စိတ်အရန်ဆိုးနေပြီဆိုရင်တယောက်ကရှော့လိုက်တာပေါ့ရှော့လိုက်တယ်သူ့ကိုဟိုသူ့ကိုနိုင်ခြင်းသောနဲ့ပေါ့နော်ငါနိုင်မှဖြစ်မယ်သူနိုင်မှဖြစ်မယ်ဆိုတော့မဟုတ်ပဲနေပေါ့နော်တယောက်နဲ့တယောက်ကိုရှော့တဲ့အခါမှာလဲရှော့တယ်တခါလေကြာရင်သူရှော့တဲ့အခါမှာလဲရှော့သွားတယ်အဲ့လိုမျိုးလေးနဲ့ပေါ့နော်ဘဝကိုဖြတ်တန်းလာကြပေါ့နော်အဲ့ဒါကြောင့်တယောက်နဲ့တယောက်ပေါ့နော်ဘယ်လိုမျိုးသူနိုင်ကိုနိုင်လုပ်မယ်ဆိုလို့ရှိရင်လည်းအိမ်နောက်တစ်ခုကအခုချိန်ကြီးလည်းမြဲမှာမဟုတ်ပြီးလို့ရှိရင်နောက်တစ်ခုကသားသမီးတွေလည်းရှိလာတဲ့ခါမှာဒီသားသမီးတွေရဲ့မျက်နှာလည်းရှိတယ်ပေါ့နော်ကလေးတွေကိုကျမတို့ကဒီကလေးတွေဆိုတာလည်းကျမတို့မိခင်ဖခင်မျိုးကြည့်ပြီးသူတို့ကအသက်ရှင်နေရတာပေါ့နော်အဲ့ဒါကြောင့်ကျမတို့ကသူတို့ကမိဘတွေကိုပဲကြည့်ပြီးအသက်ရှင်ရတဲ့ခါမှာကျမတို့ရဲ့အကောင်းဆုံးပေါ့နော်သူတို့ရှေ့မှာအဓိကပေါ့နော်ဟိုကောင်းတဲ့ပုံသက်တည်တွေပေါ့နော်လှုပ်ဆောင်ပေးဖို့အရန်လိုပါတယ်လို့ပေါ့နော်ဒီလိုမျိုးတယောက်နဲ့တယောက်နားလည်မှုတီးခံခြင်းခွင့်လွှတ်ခြင်းတွေနဲ့တွားတဲ့ခါမှာဒီ24နှစ်ထိပေါ့နော်ရှိခဲ့ပြီပေါ့နော်24နှစ်ထိရှိခဲ့ပြီပေါ့နော်ဆိုတော့ဆက်ပြီးတော့ပေါ့နော်အခုသမီး3ယောက်ကလည်းတဖြည်းဖြည်းလေးနဲ့အရွယ်ရောက်လာပြီပေါ့နော်ခုနကသူတို့လမ်းကြောင်းတစ်ခုပေါ်မှာလည်းသူတို့ရှိနေကြပြီဆိုတော့အမအနေနဲ့ပေါ့နော်အခုသမီးတွေရဲ့အပေါ်မှာပေါ့နော်ကိုယ့်ရဲ့ရေရှည်အနာဂတ်မျှော်မှန်းချက်ပေါ့ဘာတွေများမျှော်မှန်းထားလဲသူတို့ကိုဘလို့လေးတွေပေါ့နော်ဆက်ပြီးတော့မှဖြစ်စေခြင်းလဲအနာဂတ်မျှော်လင့်ချက်ကတော့အခုသမီးတွေကတော့သူတို့ကတစ်ဖက်ကလည်းကြောင်းတက်တယ်တစ်ဖက်ကလည်းသူတို့လှုပ်ချင်တဲ့အမှုပညာလမ်းကြောင်းလေးပေါ့နော်လှုပ်ဆောင်တဲ့ခါမှာလဲပေါ့နော်ကျမတို့ကမိဘအနေနဲ့ပေါ့နော်သူတို့လှုပ်ဆောင်တဲ့အရာတွေပေါ်မှာကျမတို့ကပံ့ပိုးပေးတယ်ပေါ့နောက်ကနေပံ့ပိုးပေးတယ်သူတို့ကတော့ဖြစ်စေချင်တာထက်ပေါ့နော်ကျမတို့မိသားစုကတော့ဇနီးမောင်နှံနှစ်ယောက်ကတော့ကိုဖြစ်ချင်တာထက်သမီးတွေကဘလို့ဖြစ်စေချင်တာလဲဘလို့ဖြစ်ချင်တာလဲပေါ့နော်ဘလို့ဖြစ်ချင်တာလဲအဲ့ဖြစ်ချင်တဲ့အရာပေါ်မှာပဲကျမတို့ဇနီးမောင်နှံနှစ်ယောက်ကအခုချိန်ထိပေါ့နော်ပံ့ပိုးပေးနေစေဖြစ်ပါတယ်လို့ပေါ့နော်ဆိုတော့ပေါ့နော်အခုနအမပြောသလိုကလေးတွေကိုပေါ့နော်သမီးတွေကိုခုနတွန်တင်တဲ့အခါမှာအခုဆိုရင်သမီးတွေကလည်းအမှုပညာလုပ်ငန်းပေါ့အမှုပညာရဲ့လမ်းကြောင်းတစ်ခုပေါ်မှာရောက်လာတဲ့အခါမှာsocial media ကလည်းအရန်ကိုအခုကလေ power ကြီးတယ်ပေါ့နော်ဆိုတော့ဒီ social media ပေါ်မှာသမီးတွေနဲ့ပတ်သက်ပြီးတော့မှတချို့က back comment လေးတွေပေးတယ်ပေါ့နော်ဝေဖန်မှုတွေပေါ့နော်ဒါတွေတွေ့ရတဲ့အခါမှာမိခင်တယောက်အနေနဲ့ပေါ့နော်သမီးတွေကိုဘယ်လိုတွန်တင်ဖြစ်လဲဘယ်လိုအားပေးဖြစ်လဲဒီ
ဒီလိုမျိုးပေါ့နော်ဒီအမှုပညာလမ်းကြောင်းပေါ်မှာလုပ်နေရပေါ့နော်သမီးတွေပေါ့နော် bad comment တွေပါတယ်ပေါ့ရှိတဲ့အခါမှာလဲပေါ့နော်သမီးတွေကတော့ဘယ်လိုပြောမလဲသူတို့ကိုကောင်းတာလဲလာမယ်ဆိုးတာလဲလာမယ်အခါမှာပေါ့နော်သူတို့ဘယ်လိုပေးဖြစ်လဲဆိုတော့သမီးရဲ့ဒီຢာတွေကပေါ့နော်ကောင်းစေခြင်းလို့ပြောတာတချို့ကြလဲတချို့ကြတော့လဲပေါ့နော်အမျိုးမျိုးပေါ့မလိုတာလည်းရှိတယ်လိုတာလည်းရှိရပေါ့နော်ပြောတဲ့အရာတွေပေါ်မှာစိတ်တမကြနဲ့သမီးတို့ပေါ့နော်ခြေလမ်းကိုလည်းလုံးနေတဲ့အရာနောက်ဆုတ်ဖို့မဟုတ်ဘူးဒီကခြေလမ်းကိုတလန်းတိုးဖို့ပေါ့နော်အဲ့ဒါကြောင့်ပေါ့နော်ဆက်သွားပါပေါ့နော်ဆက်လျှောက်ပါပေါ့နော်ကိုလုံးမဲ့အရာကိုပေါ့နော်ဘာပဲပြောစိတ်တမကြပဲနဲ့ပေါ့နော်ဆက်လုပ်ပါကိုလုံးမဲ့အရာကိုလည်းပေါ့နော်လုပ်ပါယုံကြည်ချက်ရှိနေပေါ့နော်လှုပ်ဆောင်မှုအမြဲတမ်းပေါ့နော်back comment တွေလာလို့ရှိရင်လည်းပေါ့နော်အမြဲတမ်းအားပေးတယ်အဲ့ဒီအရာတွေပေါ်မှာလည်းသူတို့ကလည်းအယမ်းခွန်အားရတယ်ပေါ့နော်မိခင်ရဲ့အားပေးမှုပါပေါ့နော်သားသမီးတွေအတွက်ခွန်အားဖြစ်စေပါတယ်လို့ပြီးတော့နားလည်မှုပေးတာလည်းသားသမီးတွေအတွက်ပေါ့နော်အားဖြစ်စေတယ်ပေါ့နော်အဲ့ဒါလည်းပြောချင်ပါတယ်လို့ဆိုတော့ဒီမိခင်ဖခင်ရဲ့ပေါ့နော်ပံ့ပိုးပေးမှုတွေကလည်းအရန်ပဲကလေးတွေဘဝမှာပေါ့နော်ဒါကသူတို့အနာဂတ်တွေလက်ပါဖို့အရန်ပဲအရေးကြီးရောလေဆိုတော့ဆက်ပြီးတော့မှမတို့ပံ့ပိုးသွားတဲ့ခါမှာပေါ့နော်ဆိုတော့အိမ်အောင်တစ်ခုမှာအခုနောက်ဆုံးအနေနဲ့ပေါ့နော်အိမ်အောင်တစ်ခုမှာအမအနေနဲ့ဒီအိမ်အောင်တစ်ခုတာယာဖို့အတွက်ပေါ့နော်ကလေးတွေကိုလည်းအကောင်းအမွန်ဆုံးပြုစုပြောထောင်နိုင်ဖို့အတွက်ကဒီလင်းနဲ့မရကြမှာရောပြီးတော့အိမ်အောင်တစ်ခုလုံးမှာပေါ့နော်ဘယ်ဟာအရေးကြီးဆုံးလဲဒီကစူပါမိဘတွေကိုပြောပြပေးပါဦးအိမ်နောက်တစ်ခုမှာပေါ့နော်တာယာပျော်ရွှင်ဖို့ပါပေါ့နော်မိသားစုတစ်ခုမှာမိခင်တွေလည်းအရင်အရေးကြီးပါတယ်လို့ပေါ့နော်ကျမတို့မိခင်ဖခင်ပေါ့နော်မိခင်မမဟုတ်ပါဘူးလို့မိခင်ဖခင်တွေကပေါ့နော်ချစ်ချစ်ခင်ခင်နဲ့ပေါ့နော်စီစီလုံးလုံးနဲ့ရှိမယ်တယောက်နဲ့တယောက်နားလည်မှုပေးမယ်ဆိုလို့ရှိလို့ရှိရပေါ့နော်အိမ်နောက်တစ်ခုမှာပျော်ရွှင်ခြင်းတွေခံစားမှာဖြစ်ပါတယ်လို့ပေါ့နော်သားသမီးတွေရဲ့သူတို့ရဲ့ဖြစ်ချင်တဲ့အရာတွေကိုလည်းပေါ့နော်ကိုကနေစိတ်ရှိရှိနဲ့နားထောင်ပေးပြီးတော့သူတို့ကိုလည်းနားလည်ပေးဖို့ပေါ့နော်အများကြီးလိုပါတယ်လို့ပြီးလို့ရှိရင်တဦးနဲ့တဦးချစ်ချင်းမြတ်တာတွေနားလည်မှုတွေနဲ့ပေါ့နော်ဒီအိမ်အောင်တစ်ခုမှာသွားမယ်ဆိုလို့ရှိရင်ပေါ့နော်တကယ်ပဲကောင်းတဲ့ရလက်တွေရမယ်ဆိုတဲ့အရာကိုလည်းပေါ့နော်ပြောချင်ပါတယ်လို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါစူပါမိဘတို့ရေကျမတို့ဒီနေ့ဆွေးနွေးခဲ့တဲ့အတိုင်းပဲပေါ့နော်အိမ်အောင်တစ်ခုကိုဖြတ်တန်းရတာမလွယ်ကူပါဘူးကျမတို့အခက်အခဲတွေခုနလိုအများကြီးကြုံတွေ့ရတာဖြစ်မယ်ကျမတို့အမျိုးသမီးတွေအနေနဲ့မိခင်တွေအနေနဲ့ကလည်းကျမတို့ပြင်ဆင်ရမယ့်အရာတွေစောင့်ထိန်ရမယ့်အရာတွေနဲ့ကျမတို့လှုပ်ဆောင်မယ့်အရာတွေကများစွာရှိရပေါ့နော်ဒါကြောင့်မို့လို့ဒီအရာတွေကိုကျမတို့အနှစ်ချုပ်အားဖြင့်တော့ကျမတို့စိတ်ရှည်ခြင်းတီးခံခြင်းနဲ့ကျမတို့ချစ်ချင်းမြတ်တာတွေနဲ့လှုပ်ဆောင်မှသာလေကျမတို့ပျော်ရွှင်တဲ့အိမ်အောင်မိသားစုကိုတည်ထောင်နိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့အားလုံးပဲပျော်ရွှင်တဲ့အိမ်အောင်မိသားစုတည်ထောင်နိုင်ကြပါစေ